အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့လက်ရှိသူပြုနေတဲ့ကျွန်တော်တို့ရဲ့ Facebook account မှာပေါ့နော်ကိုက Gmail နဲ့ဖွဲ့ထားတာလားဖုန်းနံပါတ်နဲ့ဖွဲ့ထားတာလားလူကြည့်ရမလဲလို့မိထားတဲ့မိတ်ဆွေတွေအတွက်ဒီကနေ့ကျွန်တော် sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာ Okay ဒါဆိုရင်ဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေတဲ့တကယ်ကိုကြိုးရှိမယ်ဆိုရင်မသိတဲ့သူတွေအတွက်လည်းပြန်လည်မျှဝေပေးဖို့ကျွန်တော်ကတောင်းဆိုချင်တယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့စလိုက်ရအောင်။ရင်းအောင်ဆိုကျွန်တော်တို့ရဲ့ Facebook အကောင့်လေးထဲကိုဝင်တော့ပေးရမှာပဲဖြစ်ပါတယ်ဗျာ။ Okay ကျွန်တော်တို့ရဲ့ Facebook အကောင့်ထဲရောက်သွားပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေကဒီဘေးမှာပေါ့နော်။ profile ပုံလေးနဲ့ပေါ့နော်။တချို့မိတ်ဆွေတွေမှာတော့ဒီပေါ်ဆုံးမှာ menu button လေး၃ခုပေါ်တယ်။ဒါလေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်နော်။ Okay ဒီနေရာရောက်လာပြီဆိုတော့ကျွန်တော်တို့ဒီပေါ်ဆုံးမှာပဲ setting လေးကိုထပ်နှိပ်ပေးပါခင်ဗျာဒီနေရာရောက်လာပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေဒီမှာအပြာရောင်စာတန်းလေးပေါ့နော်စီမွန်အကောင့်စင်တာဆိုတဲ့ဒီနေရာလေးကိုမိတ်ဆွေတို့ချင်းနှိပ်ပေးပါ Okay ဒီမှာပြီးရင်ကျွန်တော်ပေါ်နေနဲ့ဆွဲလိုက်ပါဒီနေရာမှာဒီမှာ personal detail ဆိုပြီးတော့ဒီမှာလူရုပ်ပုံလေးနဲ့ပေါ့နော်ဒါလေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်ဗျာ Okay ဒီနေရာမှာမိတ်ဆွေဖွဲ့ထားတဲ့ကိုယ့်ရဲ့ Gmail တွေကိုယ့်ရဲ့မွေးနေ့တွေဒီနေရာမှာတွင်းမြင်ရမှာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကအခုလက်ရှိသုံးပြုနေတဲ့အကောင့်ကိုတက်လို့သုံးပြုချင်တယ်ဆိုရင်တော့အခုလက်ရှိဖွဲ့ထားတဲ့ကိုယ့်ရဲ့ Gmail တို့ကိုယ့်ရဲ့မွေးနေ့တွေကိုယ့်ရဲ့ဖုန်းနံပါတ်တွေကို screenshot လေးယူပြီးတော့သိမ်းထားဖို့ကျွန်တော်ကအကြံပြုချင်တယ်တကယ်လို့ကိုယ့်ရဲ့အကောင့်ကတစ်ခုခုဖြစ်သွားမယ်ဆိုရင်ပြန်ပြီးတော့ကျွန်တော်တို့လက်ရတာလေလွယ်ကူတာပေါ့နော် Okay ဒါကတနည်းပါနောက်ထပ်တနည်းကတော့မိတ်ဆွေတို့လက်ရှိသုံးပြုနေတဲ့မိတ်ဆွေတို့ Facebook အကောင့်ကိုတရားဝင်ဖြစ်အောင်ပေါ့နော် IP တင်ထားလားဆိုတော့ကျွန်တော်ပြပေးမယ်ဒီအောက်ဆုံးမှာဒီမှာ Facebook ပုံလေးနဲ့ပေါ့နော်ဒီနေရာလေးချက်နေမယ်ပေါ့နော် Okay ဒီနေရာမှာကျွန်တော်ကတော့ဒီမှာထိုင်းလန်ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာထိုင်းမှနေတာဖြစ်တဲ့အတွက်ကျွန်တော် IP တင်ထားတာဖြစ်တယ်ကျွန်တော်တို့ရဲ့ Facebook အကောင့်ကိုဝင်ငွေရှာခြင်းနေဆိုပြီးတော့ကျွန်တော်တို့ထိုင်းနိုင်ငံနဲ့ IP တင်မှရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီနေရာလေးချက်နေမယ်ပေါ့နော် Okay ဒီနေရာမှာပေါ်ဆုံးမှာကတော့ကျွန်တော်တို့ရဲ့အကောင့်ကိုလုံချိုရေးအဖြစ်ပေါ့နော် two step ခံထားတာဖြစ်တယ်အောက်ဆုံးမှာကတော့ကျွန်တော်တို့လက်ရှိသုံးပြုနေတဲ့ထိုင်းနိုင်ငံမှာဆိုရင်ကိုလက်ရှိပိုင်းရောက်ကပဲဖြစ်ဖြစ် passport ပဲဖြစ်ဖြစ်ပေါ့နော်ကိုရဲ့နံပါတ်နဲ့ကျွန်တော်တို့က ID တင်ရတာဖြစ်တယ်အခုလိုမျိုး ID တင်ထားမှသာလည်းကျွန်တော်တို့ကကိုရဲ့အကောင့်ကိုတရားဝင်သုံးပြီးတော့တခုခုဖြစ်သွားတယ်ဆိုရင်လည်းကျွန်တော်တို့ကတရားဝင်လိုက်လို့လွယ်ကူတာပဲဖြစ်ပါတယ်ပေါ့နော်တကယ်လို့မိတ်ဆွေတို့က two step တွေခံမတတ်ဘူးID တင်မတက်ဘူးဆိုတဲ့မိတ်ဆွေတွေဆိုရင်ကျွန်တော်ရဲ့အကောင့်မှာဝင်ကြည့်ပါကျွန်တော်ဒီပေါ်မှာကျွန်တော်စာလေးရေးပေးထားတယ်နော်two step ခံတဲ့နေ့ ID တင်တဲ့နေ့ဆိုပြီးတော့ကျွန်တော်ရေးပေးထားတာဖြစ်ပါတယ် Okay ဒါဆိုရင်ဒီညနေတော့မိတ်ဆွေတို့နားလဲသဘောမဲ့ထင်ပါတယ်ဗျတကယ်လို့မိတ်ဆွေတို့နားမလဲတာရှိရင်လည်းကျွန်တော် comment မှာမှတ်ထားကြလို့ရတယ်နော်အားလုံးပဲဆင်ပြေပါစေဗျာကျွန်တော်ကတော့ဇော်တော်ပဲဖြစ်ပါတယ်